မင်းတို့ကုမ္ပဏီမှာဘက်ထရီတွေရတယ်ဆိုဟုတ်လား မျက်လုံးမပါဘူးလားမကြည့် ဟဲ့ချတဲ့မင်းတို့ဘယ်လိုဆက်ဆံလဲတို့ကတို့လုပ်ငန်းအတွက်ဘက်ထရီလာကြည့်ရအဲ့ဒါကိုမင်းကအခု မမလေးဘာလို့ချင်းလို့လဲ တို့လုပ်ငန်းအတွက်လုပ်နေလေ ဩဟာလားဒီ lift က200 ace လေးရှိရဗျဒီကောင်က12 V နဲ့လာဆိုတော့တစ်ခါဝယ်ပြီးရင်5နှစ်လောက်ဒါလေးပဲမော်တာရှည်ဆက် TV အကြိုက်သုံးလို့ရတယ် ဟုတ်လား10လုံးယူမယ်နော် ဟော ဆန့်ရှင်းမယ် အဲ့ဒါဆိုဗောင်ချာလေးရေးလိုက်မယ်နော်မမလေး ရရဲဘယ်လိုလုပ်ဟိုအကျွေးနဲ့ယူမှာပဲတော့ ခမရတထင်းမဟုတ်ဘူးလား ဟုတ်ပြီဟိုဒါပေမဲ့မနေ့ပြန်တော့3500ရောက်ဖို့ရှိတယ် ဩအငွေရထားတာဗော မဟုတ်ဘူးထီထိုးရတာ 何